ကဲဒီနေ့နော် figure လေးပြမယ်ကျွန်တော် collection figure လေးပြမယ်နော်ဇက်နဲ့စုလေးပြပါမယ်ဒီမှာမိုက်တယ်နော်ဒီမှာဒီတေးကိုရှုဒါ Demon Slayer တဲ့ဇက်နဲ့စုပါကိမဆုနော်ရပြီပါနော်မိုက်နော်ချစ်စရာလေးshare လုံးဝမိုက်ချစ်စရာလေးအားလေးရှိုးကြီးမှာဒီတေးနော်အသေးရစရာလေးမှာလုံနေကျွန်တော်အဲ့လို figure လေးတွေကျွန်တော် collection figure လေးပြပါမယ်နော်တကယ်ကျွန်တော်ဒီ figure တွေကိုဒီမြန်မာပြည်ပို့တာပေါ့နော်မြန်မာပြည်ပို့ရလောက်တယ်နောက်ပြီးရင်ဒီက site တွေမှာလည်းဒီဂျပန် site တွေမှာလည်းပြန်ပြီးတော့တင်ပြီးရောင်းတာပေါ့နော်အဲ့ဒါလည်းလုပ်တယ်ကျွန်တော် figure လေးပြပါမယ်တကယ်ကျွန်တော်အရင်ကကျွန်တော် page တစ်ခုရှိရဲ့ page က hack ခံရလို့ဒါပေမဲ့လက်ရှိရတယ်ဒီတိုင်းပေါ့နော်ဒီပို့တာဒီပို့တာမြန်မာပြည်ပို့ရပြီးဒီမှာဒီဂျပန်အတွင်းလည်းပြန်တင်ရောင်းတယ်ပေါ့နော်အခုကဒီဆန်နဲ့စုလေးပြရပါတခြားကြည့်ချင်တဲ့အယုတ်လေးရှိရင်လည်းမှန်းခဲ့ပါကျွန်တော်အဲ့မျိုးပြပေးပါမယ်နော်ကျေးဇူးပါ